အားလုံးပဲမင်္ဂလာပါရှင်ဒီရက်မှာတော့ခင်းချီတီထောင်လေးထောင်စာပြတ်တော့မှာပဲဖြစ်ပါတယ်။ဟုတ်ထားတဲ့ခင်းချီတီရဲ့မြုပ်တီစိမ်းရဲ့စက်သွန်ဖြူလေးရဲ့ဘင်ဇင်းရဲ့နဲ့ထောင်တော့မှာပဲဖြစ်ပါတယ်။ပြီးရင်တော့မြုပ်တီစိမ်းနဲ့စက်သွန်ဖြူလော်လိုက်ပါမယ်။ပြီးရင်တော့မြုပ်တီစိမ်းနဲ့စက်သွန်ဖြူညံ့ညံ့လေးထောင်လိုက်ပါမယ်ရှင်။မြုပ်တီလည်းထောင်ပြီးသွားပြီဆိုတော့ခင်းချီတီလေးညှပ်ထားလိုက်ပါမယ်ရှင်။အရသာကဲစားလေးနည်းနည်းထည့်လိုက်ပါမယ်ရှင်ပြီးတော့ဒီထားတဲ့စက်သုံးလေးထည့်လိုက်ပါမယ်ဒီထားတဲ့ပစင်းနဲ့ညှပ်ထည့်လိုက်ပါမယ်ရှင်ခင်းချီတီထောင်လေးတော့ရပါပြီရှင်သမင်းပူပူလေးနဲ့စားရင်တော့ရှယ်ပဲအားလုံးလည်းစားကြပါအောင်လို့ဖိတ်ခေါ်ပါမယ်